ဒီမျိုးသမီးကသူမဘေးနားကခင်ပွန်းလောင်းဟာအစားထိုးလူတစ်ယောက်ပဲဆိုတာသိနေပါတယ်တကယ်ဧကရစ်ကတော့သတင်းပေါက်ကနေခိုးကြည့်နေတာကိုလည်းသူသိပါတယ်ဒါပေမဲ့သူမကဘာမှမသိသလိုဟန်ဆောင်ပြီးဒီအခြေအနေကိုပဲလိုက်ရောကအစားထိုးလူနဲ့လက်ထပ်လိုက်ပါတယ်နောက်တနေ့မနက်စောစောမှာတော့အစားထိုးလူကဇနီးတယ်မနိုးခင်တိတ်တဆိတ်ထားလိုက်ပါတယ်ပြီးတာနဲ့ဧကရစ်နဲ့နေရာချင်းအမြန်လဲလိုက်ပါတယ်ဧကရစ်ကတော့သူ့အစီအစဉ်အောင်မြင်တယ်လို့ထင်နေပေမဲ့ဒီမျိုးသမီးကနောက်ထပ်ဘဝတစ်ခုကိုဖျက်ဆီးခဲ့ပြီးသားဆိုတာသူလုံးဝမသိခဲ့ပါဘူးအရင်ဘဝတုန်းကသူမဟာမိဖုရားခေါင်ကြီးဖြစ်ပြီး6နှစ်အကြာမှာပဲတာမန်လူအဆင့်ကိုရှော့ချခံလိုက်ရပါတယ်အဲ့ဒီအခါမှာပဲသူမဟာဧကရစ်ရဲ့ငယ်ချစ်ဦးအတွက်အစားထိုးလူတက်တာဖြစ်နေမှန်းသိလိုက်ရပါတယ်သူမကိုလက်ထပ်တာဟာသူမဖခင်ရဲ့စစ်တပ်အာဏာကိုသိမ်းပိုက်ဖို့အကွက်ချထားတာပါအခုတော့ဧကရစ်ကအာဏာအပြည့်အဝရသွားတဲ့အတွက်သူမဖခင်ကိုတာမန်စစ်သားအဆင့်ထိရှော့ချလိုက်ရုံတင်မကပဲနန်းတော်ကနေပါနှင်ထုတ်ဖို့လုပ်နေပါတယ်အဲ့ဒီနောက်မှာတော့ဧကရစ်ကနောက်ထပ်ထိတ်လန့်စရာအမှန်တရားတစ်ခုကိုပြောပြလိုက်ပါတယ်6နှလုံးလုံးသူမနဲ့အတူနေခဲ့တာဟာဧကရစ်မဟုတ်ပဲသူ့လိုပဲရုပ်ချင်းစင်တဲ့စားထိုးလူတစ်ယောက်ဖြစ်နေပါတယ်သူမမွေးထားတဲ့သားလေးဟာလည်းမွေးတဲ့နေ့ကလေးကအစားထိုးခံလိုက်ရတာပါသူမ6နှလုံးလုံးပြုစုဆောက်ရှောက်ခဲ့တဲ့သားဟာဧကရစ်နဲ့သူ့ရဲ့ငယ်ချစ်ဦးတို့ကမွေးထားတာပါနောက်ဆုံးမှာတော့သူမနန်းတော်ကနေနှင်ထုတ်ခံလိုက်ရပါတယ်တေကန်ဒီအချိန်မှာတော့လူတစ်ယောက်နန်းတော်ထဲကိုသူမကိုကယ်ဖို့အသေးအတန်ပြေးဝင်လာတာကိုမြင်လိုက်ရပါတယ်အဲ့ဒါကတော့6နှလုံးလုံးသူမနဲ့အတူနေခဲ့တဲ့အစားထိုးခင်မွန်းဖြစ်သူပါပဲဒါပေမဲ့နောက်ဆုံးမှာတော့သူမနောင်တတွေနဲ့ပဲဒီလောကကြီးကိုထွက်ခွာခဲ့ရပါတယ်ထူးဆန်းစွာနဲ့ပဲသူမဟာလက်ထက်မင်္ဂလာနေ့မှာပြန်လည်မွေးဖွားလာခဲ့ပါတယ်ဘေးကလူကအစားထိုးလူမှန်ဧကရစ်ကသတင်းပေါက်ကနေခိုးကြည့်နေမှန်းသိပေမဲ့သူမကအကွက်ချထားတဲ့အတိုင်းပဲလက်ထပ်လိုက်ပါတယ်ဧကရစ်နဲ့အစားထိုးလူနေရလဲပြီးတဲ့အခါဘာမှမသိသလိုဟန်ဆောင်ပြီးသူ့ရဲ့ရုပ်ရည်ကိုချီးကျူးလိုက်ပါတယ်ပြီးတော့ဧကရစ်ကိုပါတမင်တက်တက်နမ်းလိုက်ပါတယ်ငယ်ချစ်ဦးကအခန်းထဲရုတ်တရက်ရောက်လာချိန်မှာဒီမြင်ကွင်းကိုတက်တက်ကြီးမြင်သွားပါတယ်။သူမရဲ့အော်ဟစ်တန်ကြောင့်ဧကရစ်တတိဝင်လာပေမဲ့အမျိုးသမီးကတော့ဧကရစ်နဲ့ပိုပြီးရင်းနှီးတယောင်ဟန်ဆောင်နေပါတယ်။ဒီလောက်ရက်ကငယ်ချစ်ဦးကိုအလွန်မင်းမနာလိုဖြစ်စေပါတယ်။အရင်ဘဝတုန်းကမိဖုရားတယောက်လိုဂုဏ်သိက္ခာရှိနေခဲ့ပေမဲ့အခုတော့အရေးကြီးဆုံးကဧကရစ်ရဲ့အချစ်ကိုရဖို့ပဲဆိုတာသူမနားလည်သွားပါတယ်။ဒီတစ်ခါတော့သူတို့နှစ်ယောက်လုံးကိုငရဲခန်းထဲဆွဲခေါ်သွားဖို့သူမစိတ်ကူးလိုက်ပါတယ်။သူမတမင်တက်တက်ရိုင်လဲပြလိုက်တော့ဧကရစ်ကအလိုလိုဖမ်းထိန်ပေးလိုက်ပါတယ်။အဲ့ဒီအခါအကွက်ချသူကဒေါသထွက်ပြီးသူမကိုစူပူပါတော့တယ်။အကွက်ချသူကအကွက်ထဲတက်တက်ဝင်လာတာကိုမြင်တော့သူမကမရိုမသေးပြုတ်မှုနဲ့ချက်ချင်းပဲအကျဉ်းချခိုင်းလိုက်ပါတယ်။အဆောင်တွေကဆွဲခေါ်သွားဖို့ပြင်ချိန်မှာဧကရစ်ကတားလိုက်ပြီးတငယ်ငယ်ကပြုစုဆောက်ရှောက်ခဲ့တဲ့အထင်းတော်ဖြစ်ကြောင်းပြောပြီးခွင့်လွှတ်ပေးဖို့တောင်းပန်ပါတယ်။ဧကရစ်ကသူမဖခင်ရဲ့တပ်သား3သိန်းကိုလိုချင်နေတာကြောင့်အခုအချိန်မှာသူမနဲ့ရံမဖြစ်ရဲပါဘူး။ဒါနဲ့ပဲသူမကအထင်းတော်ကိုပြန်ထူပေးလိုက်ပြီးဧကရစ်ရဲ့အထင်းတော်ဆိုတော့သူမရဲ့အထင်းတော်ပဲဖြစ်မှာပါလို့ပြောလိုက်ပါတယ်။ဒီစကားကအထင်းတော်ဟာအစေခံတယောက်သာဖြစ်ကြောင်းထင်ရှားစေပါတယ်။အကွက်ချသူကဘာမှပြန်မပြောနိုင်တော့ပါဘူး။ဧကရစ်ပြန်ခါနီးမှာသူမကတမင်မဲနှကန်းကိုနူးညံ့စွာနမ်းလိုက်ပါတယ်။ဒီလောက်ရက်ကဧကရစ်ရဲ့ရင်ထဲမှာလှုပ်ခတ်သွားစေပြီးအစားထိုးလူကိုနေရာပေးမိတာကိုတောင်နောက်တရသွားပါတယ်။ညရောက်တဲ့အခါဧကရစ်ကအစားထိုးလူကိုဒေါသပုံချပြီးအကျဉ်းထောင်ထဲပစ်ထည့်ဖို့ကြိုးစားပါတယ်။အဲ့ဒီအချိန်မှာငယ်ချစ်ဦးကတားလိုက်ပြီးသူကိုယ်တိုင်ပဲဒီမျိုးသမီးနဲ့အတူနေချင်တာလားလို့မေးလိုက်ပါတယ်။အဲ့ဒီအခါဧကရစ်ကအပြစ်ရှိတယ်လို့ခံစားရပြီးအစားထိုးလူကိုထွက်သွားခိုင်းလိုက်ပါတယ်။ဒါပေမဲ့ဒီစားထိုးလူဟာလည်းသူမလိုပဲနောက်တစ်ကြိမ်ပြန်မွေးဖွားလာသူမှန်ဘယ်သူမှမသိကြပါဘူး။အရင်ဘဝတုန်းကဧကရစ်ရဲ့အရေးအဖြစ်စစ်ပွဲတွေမှာအောင်ပွဲခံခဲ့ပြီးသူမကိုကယ်တင်ရင်းအသက်ပေးခဲ့ပူပါတယ်။အဲ့ဒီတုန်းကသူမကဧကရစ်ကိုပဲကယ်တင်ရှင်လို့ထင်မှတ်ခဲ့တာပါ။အခုဒုတိယအခွင့်အရေးမှာတော့သူဟာအာနာကိုဖြိုချပြီးချစ်ရတဲ့သူကိုကယ်တင်ဖို့ဆုံးဖြတ်ထားပါတယ်။အဲ့ဒီညမှာဧကရစ်ကသူမအခန်းထဲကိုရေတောက်ခွက်ယူလာပေးပါတယ်။အရင်ဘဝကဒီလိုလုပ်တိုင်းသူမသတိလစ်သွားတတ်တာကိုသူမမှတ်မိနေပါတယ်။ဒီတစ်ခါတော့ရေတွေကိုလက်စွပ်ထဲတွန်းပစ်လိုက်ပြီးအိပ်ပျော်ဟန်ဆောင်နေလိုက်ပါတယ်။ဧကရစ်ကမီးကိုမှုတ်ပြီးအစားထိုးလူနဲ့နေရာလဲလိုက်ပေမဲ့တခုခုကိုဆုံးရှုံးလိုက်ရတယ်လို့ခံစားရတာကြောင့်အခန်းပြင်ဘက်မှာပဲစောင့်ကြည့်နေပါတယ်။အခန်းထဲကအမျိုးသမီးကတော့ဧကရစ်အပြင်မှာရှိနေမှန်းမသိပဲအစားထိုးလူနဲ့အတူအကြံစီတွေစတင်နေပါပြီ။ဒါတွေကိုဧကရစ်ကမကြခင်သိတော့မှာပါ။